ကျွန်တော်ရှမ်းပါတီမဟုတ်ဘူးရှမ်းနဲ့တိုင်းသားဆိုတိုင်းသား135မျိုးပါတော့ပြည်တော်စုပါတီလို့ပြောတယ်ပြည်တော်စုကြီးကနှစ်ပေါင်း80နီးပါးလောက်မငြိမ်းချမ်းဘူးမဖွံ့ဖြိုးဘူးမတိုးတက်ဘူးကျွန်တော်တို့ကငြိမ်းချမ်းစေချင်တယ်ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဒီမှာစူပေါင်းကြဆိုတွေဒီလူတွေနှုတ်ကြလို့ရင်ညစ်စက်ကရဲ့အသီးပွေးပန်းတွေရိတ်ကတော့မယ်ကြာပြူပါတီပူဆောင်ကရဲ့ရှေ့သို့ချီမယ်ဖက်ဒရယ်နိုင်ငံထူထောင်ဖို့ကြိုးစားနေပါပဲလူတွေမျောလေးတွေးလို့ရင်ခုန်နေရှမ်းနဲ့တိုင်းသားပါတီကရှမ်းပါတီလောက်မဟုတ်ဘူးကျွန်တော်ရှမ်းနဲ့တိုင်းသားဆိုတိုင်းသား135မျိုးပါတော့ပြည်တော်စုပါတီလို့ပြောတယ်နော်ပြည်တော်စုပါတီလို့ပြောတယ်ကျွန်တော်ရှမ်းပါတီမဟုတ်ဘူးဟုတ်တယ်မလားရှမ်းနဲ့တိုင်းသားများ135မျိုးဘာဖြစ်လို့ခဲတော့ရှမ်းလို့ထည့်လိုက်လဲဆိုတော့ကျွန်တော်တို့ပါတီက2010ခရဲကဒီရှမ်းတိုင်းသားဒီမိုကရက်တစ်ပါတီက2010ခရဲရွေးကောက်ပွဲဝင်လာတာရှမ်းတိုင်းသားပါတီကလည်းသူတမိုင်းရောက်နေလာတာအများနဲ့တူရလိုက်2010မှာကျွန်တော်ပြည်တော်စုမှာပြည်သူလွတ်တော်နဲ့အမျိုးသားလွတ်တော်ဘယ်လောက်နိုင်လဲဆိုတော့20ယောက်နိုင်တယ်နော်20ယောက်နိုင်တယ်ဝန်ကြီး6ယောက်ရတာပြည်နယ်ဝန်ကြီးကရှမ်းပြည်နယ်မှာ9ယောက်ကချင်မှာ9ယောက်မားလေးမှာ1ယောက်ပြည်တော်စုမှာ1ဝန်ကြီး1ယောက်ပြည်နယ်နဲ့တိုင်းဒေသကြီးမှာလည်းလွတ်တော်အတွေ့အကြုံရှိတယ်ပြည်တော်စုမှာလည်းရှိတယ်ကျွန်တော်အများအားပြောတယ်ပြည်တော်စုကြီးကနှစ်ပေါင်း80နီးပါးလောက်မငြိမ်းချမ်းဘူးမဖွံ့ဖြိုးဘူးမတိုးတက်ဘူးကျွန်တော်တို့ကငြိမ်းချမ်းစေချင်တယ်ဖွံ့ဖြိုးတိုးတက်စေချင်တယ်အားလုံးပြည်သူလူထုတိုးတက်စေချင်တယ်နော်ကျွန်တော်ဗမာပြည်အနေနဲ့အနှံ့ရောက်ဘူးတယ်ရှက်ပြည်လည်းအနှံ့ရောက်ဘူးတယ်ရှင်းပြောရင်လေအညာဒေတာအရန်ဒုက္ခရောက်တယ်ဘာဖြစ်လို့လဲမိုးခေါင်ရေရှားလေမိုးမရွာတာတခြားလည်းမဆိုင်ပြောနိုင်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကနိုင်သွားလို့လွတ်တော်ထဲမှာပဲဖြစ်ဒီအစွဲအဖွဲ့ထဲမှာဖြစ်ပါသွားတယ်ဆိုလို့ကျွန်တော်တို့ကပြည်သူလူထုအတွက်အကျိုးလုပ်ချင်တာအကျိုးလုပ်ချင်တယ်ခင်ဗျားတို့စဉ်းစားကြည့်ဒီတကယ်တမ်းကြတယ်ခဏတော့နိုင်ငံရေးပါညာနိုင်ငံကြီးကတကယ်မြင့်မြတ်တဲ့အလုပ်နော်တကယ်ကုသိုလ်အလုပ်အများကျိုးကလုပ်နေတာဒါဒီအလုပ်ကအများအကျိုးကိုလုပ်တဲ့အလုပ်ဒါကုသိုလ်အလုပ်ဒါတော့ကျွန်တော်ဗုဒ္ဓဘာသာအရဒါအများအကျိုးလုပ်တဲ့အလုပ်အရင်မြင့်မြတ်တဲ့အလုပ်ကြီးနော်